ခေအားလုံးပဲပေါ့နော်ဒီကကျွန်တော်ပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ပေါ့နော်ကျွန်တော်အားလုံးသိပြီးသားဖြစ်တဲ့ငွေလေကိုင်းတစ်ကိုင်းဖြစ်တယ်ပေါ့နော်ကြားပြန်ကိုင်းပေါ့နော်ဒီကိုင်းကဆိုရင်ဘယ်လိုမျိုးအစတည်လာတာလဲပြီးလို့ရှိရင်ဒီကိုင်းကနေပြီးတော့ဘယ်လိုမျိုးလူမျိုးတွေကရှိနေကြတယ်ဘယ်လိုမျိုးလူမျိုးတွေကလှုပ်ဆောင်နေတာလေးကိုတစ်ချက်လေးဒီကြားပြန်ကိုင်းနဲ့ပတ်သက်ပြီးတော့ history လေးတစ်ချက်လေးပြောပြပေးချင်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ဒီကြားပြန်ကိုင်းဆိုတာကျွန်တော်တို့အားလုံးသိထားပါတယ်ပေါ့နော်အဓိကတော့ဗာလဲဆိုတော့ဒီမြဝတီပေါ့နော်ထိုင်းမြန်မာနယ်စပ်မြဝတီဘက်ခြမ်းမှာရွှေကုတ်ကိုမှာပေါ့နော်ရွှေကုတ်ကိုမှာပေါ့နော်သူတပြည့်အဲ့ဒီဘက်ခြမ်းမှာဆိုရင်ကြီးစိုးနေတာပေါ့နော်ဒါသူတို့ရဲ့လုပ်ငန်းလုပ်တောင်ချစ်တရားလုပ်ငန်းနေရာတစ်ခုလည်းဖြစ်တယ်ဆိုတာအားလုံးလည်းသိပြီးသားတဲ့သိပြီးသားပြီလို့ကျွန်တော်ထင်ပါတယ်ပေါ့နော်အဲ့ဒီမှာဆိုတော့ဗာရှိမှလဲဆိုတော့အခုလက်ရှိကတော့ဒီမြန်မာဟိုစားစစ်ကောင်စီရဲ့လက်အောက်မှာရှိနေတယ်ပေါ့နော် BGF ပေါ့နော် BGF ကရင်နယ်ခြားစောင့်တပ်ကနေပြီးတော့တောင်းယူပြီးတော့သူတို့ကတော့အဒီနယ်မြေတွေကိုသူတို့ကထိန်းချုပ်ထားတာဖြစ်တယ်ပေါ့နော်အဲ့ဒီနေရာမှာဆိုရင်တော့သူတို့ရဲ့စီးပွားရေးတွေရတယ်ပြောမယ်ဆိုကြားပြန်ကိုင်းရဲ့စီးပွားရေးကလည်းတော်တော်လို့များတယ်โอเคကျွန်တော်တို့အဲ့ဒီပို့ပြီးတော့ဆက်ပြီးတော့မသွားခင်ကျွန်တော်တစ်ချက်လေးပြောပြပေးချင်တာကတော့ဘာဖြစ်မှာလဲဆိုတော့ဒီကြားဖြန့်ခိုင်းဆိုတာကပေါ့နော်ကျွန်တော်တို့ကဒီတရုတ်လူဆိုရင်ကျွန်တော်တို့ပြောမှဆိုရင်တရုတ်ရဲ့အတုံးလုံးနဲ့ပြောရမယ်ဆိုရင်ပေါ့နော်သူတို့ကတော့ကြားဖြန့်လို့ခေါ်တယ်ကျွန်တော်ဒီ pronunciation ကမာကောင်းမာနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီ English လို့ဆိုရင် front ပေါ့နော်ပြောမှဆိုရင်လိန်လေတာလို့ဆိုပြီးတော့အတိတ်ပဲရတယ်ဒါကြောင့်မို့ကျွန်တော်တို့ကလည်းကြားဖြန့်လို့ဟိုမြန်မာလူမျိုးဆိုတော့ကျွန်တော်တို့ပြောကြတာပေါ့နော်ပြောမှဆိုကြားဖြန့်ရဲ့အနက်အတိတ်ပဲကဆိုရင်ဒီတရုတ်နိုင်ငံရဲ့ဒီပြောမယ်ဆိုရင်စကားအရဆိုရင်တို့ကလိန်လေမှုလို့ခေါ်ဆိုတော်လဲပဲပေါ့နော်ဒီတရုတ်နိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေတော်တော်များများမှာဆိုရင်ကြားပြန်ဆိုဘယ်လိုမျိုးနားလည်ထားကြတာလဲဆိုတော့ online ဒါမှမဟုတ်ရှင် internet ငွေလိန်လေတဲ့ဟိုစားပေါ့နော်အသုံးလုံးလို့ဆိုပြီးတော့ပေါ့နော်ဟောနားလည်ထားကြတယ်ပေါ့နော်အဲ့ဒီမမှန်ဘူးလားဆိုတော့လည်းမှန်ပါတယ်ဘာလို့ဆိုတော့တို့ကလည်း online ကနေတော့အလိန်နာဆိုတော့ပေါ့နော်ဒါပေမဲ့တရုတ်လူမျိုးအတိတ်ပဲဖွင့်ရလို့ရှိရင်တော့တို့ကတော့လိန်လေချင်းလို့ပေါ့အတိတ်ပဲဖွင့်လို့ရပါတယ်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်သိရမှာဆိုတော့ဗာလဲဆိုတော့ဒီကြားပြန်လုပ်ငန်းတွေကတော့တကယ်ကိုအခု IT ခေတ်ကြီးမှာပေါ့နော်တော်တော်လေးကိုပြောမှဆိုရင် NDA ချင်းချောက်မှုကြီးတစ်ခုဖြစ်နေတယ်ကျွန်တော်တို့ရဲ့ community တွေမှာပေါ့နော်အဲ့ဒါကဆိုရင်ပြောမှဆိုရင်ဒီကြားပြန်ကိုင်းရဆိုဘယ်လောက်တော့မှဟိုစသူတို့ရဲ့ network ကွန်ရက်ကဘယ်လောက်တော့မှကြီးလဲဆိုအခုသူတို့လှုပ်ရှားနေတဲ့အပိုင်းတွေကဆိုရင်ဒီမြန်မာနိုင်ငံတစ်ခုတည်းတွေမဟုတ်ဒီ Thaiပြောမှရှင်ကမ်ဘောဒီးယားလာအိုဖိလစ်ပိုင်เนาะမြန်မာစတော့ဒီလူမျိုးနိုင်ငံတွေမှာဆိုရင်သူရဲ့ network ကကြီးကြီးကိုဖြန့်ထားတာဖြစ်တယ်ပေါ့နော်ပြောမှဆိုရင်တော့ဒီကြားဖြန့်လုပ်ငန်းလုပ်ကင်တဲ့သူတွေကဆိုတော့သူတို့ကဒီလူကုန်ကူးမှုတွေလုပ်တယ်လက်နက်ကုန်ကူးမှုတွေလည်းလုပ်တယ်မူရေးစီဝါနဲ့ပတ်သက်ပြီးတော့လုပ်တယ်လောင်းကစားတွေနဲ့လည်းပတ်သက်ပြီးတော့လုပ်တယ်ပြီးလို့ရှိရင်ရာဇဝတ်မှုတွေလည်းသူတို့အများကြီးကိုဟိုလုပ်တဲ့နေရာတွေမှာပေါ့နော်သူတို့ကဒီလိုမျိုးပြောမှဆိုရင်သူတို့ရဲ့လုပ်ငန်းတွေကိုအခြေတည်ပြီးတော့လောက်လာတာရှိတယ်ဒါကြောင့်မို့ပါလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာစစ်တပ်ကပေါ့နော်အာဏာသိမ်းပြီးတဲ့ကာလတွေမှာဆိုဒီလုပ်ငန်းတွေကပို့ပြီးတော့တိုးချဲ့ပြီးတော့လှုပ်ဆောင်လာတော့ကျွန်တော်တို့တွေ့ရတယ်တိတိတတ်တာပဲလှုပ်လာတယ်ဒါပေမဲ့အပြစ်ပေးလို့ရတဲ့အခြေအနေမျိုးလည်းမဟုတ်ဘူးဖြစ်နေတယ်ပေါ့နော်ဥပမာထိုင်းကလည်းဝင်ဆွတ်ဖက်လို့ရတဲ့အခြေအနေမျိုးလည်းမဟုတ်ဘူးမြန်မာကလည်းဒီကိစ္စကိုကန်တွယ်နိုင်တဲ့အခြေအနေမျိုးလည်းမဟုတ်ဘူးပေါ့နော်တခါတလေတော့တရုတ်ကလည်းဟိုစားကြားဖြတ်ပြီးတော့ဝင်တွေ့တဲ့အခြေအနေမျိုးတွေတော့ရှိတယ်ဒါပေမဲ့ဒါတွေကလည်းပြောမှဆိုနိုင်ငံရေးအပြောရလို့ရှိရင်တော့ဒီသူတို့နိုင်ငံရေးရဲ့ interest အရာပေါ့နော် political interest အရာပြောရမယ်ဆိုရင်တော့သူတို့စီမှာအကျိုးအမြတ်အများကြီးရှိတယ်ပေါ့နော်ဒီစစ်ကောင်စီအတွက်ဆိုရင်အကျိုးအမြတ်အများကြီးရှိတယ်ပြီးလို့ရှိရင် BGF အတွက်ဆိုရင်သူတို့စီမှာဒီကြားပြန်ကိုင်းနေရတဲ့ဥစားပေါ့နော်ငွေကြေးပမာဏတွေကဆိုဘီလီယံနဲ့ချီပြီးတော့ရကြတာရှိတယ်ပေါ့နော်အဓိကကတော့ဘာဖြစ်မှာလဲဆိုတော့ဒီနေရာမှာဆိုတော့ဒီဘယ်လိုမျိုးကြားပြန်ကိုင်းကဆိုရင်ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုတော့တိတိတတာကြီးကိုသူတို့လုပ်ငန်းတွေကကျေပြန့်လာတယ်နောက်တစ်ခုကတော့ဒီကြားပြန်ကိုင်းကဆိုရင်ဒီကျွန်တော်တို့ကိုဗစ်ဖြစ်နေတဲ့ကာလအတွင်းမှာဆိုရင်ပေါ့နော်အားလုံးပဲသိတဲ့အတိုင်းအပြင်လည်းထွက်လို့မရဘာလို့မရအဲ့ဒါဆိုလူတွေအားလုံးကဘာလဲဆိုတော့အိမ်ထဲမှာနေပြီးတော့ပြင်းတယ်လေနော်ပြီးလို့ရှိရင်ဘာလို့လဲဂိမ်းတွေစော့ကြတယ်ဒီ slot game ဖြစ်ပါဖြစ်ပေါ့နော်ဒီအရာတွေကနေပြီးတော့ online game တွေကနေပြီးတော့သူတို့ကငွေကြီးတွေလိမ်လည်သွားတာတွေအများကြီးရှိတယ်ပေါ့နော်ဒီအထူးသဖြင့်ဆိုတော့ဘာလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ပထဝီအနေထားရပေါ့နော်မြန်မာပြည်ရဲ့ပထဝီအနေထားရလို့လည်းပြောကောင်းလည်းပြောနိုင်တယ်ပဲဆိုတော့မြန်မာပြည်ရဲ့
လူမျိုးတွေကတော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့မြန်မာကတော့ပြောမှဆိုရင်ဒီဒုက္ခဆင်းရဲတွေကတော့ရှိတယ်เนาะတခြားနိုင်ငံတွေတဲ့ဆိုင်လို့ရှိပို့တော့များတယ်ဒါကြောင့်မို့ဘာဖြစ်တာလဲဆိုတော့သူတို့ကဒါအခွင့်ကောင်းယူပြီးတော့သူတို့ဒီမှာ base တည်ပြီးတော့သူတို့ကဘာလုပ်လဲဆိုတော့ပတ်စံများများပေးတယ်ဒီလူတွေကိုပေါ့နော်ပတ်စံများများပေးပြီးတော့သူတို့ online ကနေတစင်ငွေကြေးတွေလိမ့်လေတယ်ပေါ့နော်ဒါမျိုးတွေတို့လှုပ်ဆောင်တာဖြစ်တယ်ကျွန်တော်တို့ဒီကြားပြန် gain ကိုတော့ကျွန်တော်တို့အထင်သေးလို့တော့မရဘူးပေါ့နော်ဘာဖြစ်ဆိုတော့ဒီ gain နေမှာလုံနေတဲ့လူတွေကလုံးဝကျွန်တော်ပြင်ပြီးတော့ကြည့်တဲ့ခါကျရှင်လုံးဝပညာတတ်တယ်လို့ကျွန်တော်ပြောလို့ရဘာသာစကားဆိုလည်းအနည်းဆုံးဘာသာစကားနှစ်ခုလောက်တို့တက်တယ် English Chinese တောင်းလို့ရှိနေဟိုစပါတော့ English Thai ဒါလိုမျိုးတွေတော့မြန်မာ English ဒီလိုမျိုးတွေတို့တက်ကြတယ်ပေါ့နော်အဓိကဘာလို့ဆိုတော့တို့ကဘာသာစကားဘာပြောနှစ်ခုတက်ရတယ်လို့ဆိုတော့တို့ online ကနေပြီးတော့လူတွေကိုဘာလုပ်တာလဲဆိုတော့ငွေကြီးတွေလိမ့်လေတာမဲ့လုံးတွေအရန်ပေးတယ်အဲ့မှာတော့ဒီမှာအလုံးလာလုံးမဲ့လူတွေဆိုရင်တို့အလုပ်ခေါ်တဲ့ခါကျရင်ကျွန်တော်တို့အရန်ကိုသိတာတယ်ဗါလဲဆိုတော့လူတယောက်အလုပ်ခေါ်တဲ့ခါကျရှင်တို့ကပတ်စံအမောက်ကများများလေးကိုကန်လိုက်တယ်ဥပမာအလုပ်တစ်ခုတမန်အလုပ်ခုပေါ့နော်ဒီပုံမှန်အလုပ်တွေကဆိုရင်ထိုင်းမှာဆိုရင်တော့ဘတ်2000အဲ့ဒီလောက်ပဲပေးဒါပေမဲ့တို့ကတစ်ခါခေါ်လို့ရှိရင်တစ်လောက်ဘယ်လောက်ပေးမလဲဆိုတော့ဘတ်4000 5000ဆိုတော့ပေးမယ်ဆိုတော့တို့မက်လုံးတွေကအများကြီးရှိတယ်ပေါ့နော်တို့တကယ်မပေးဘူးလားဆိုတာဒါလည်းတို့တကယ်ပေးနေလို့ဝင်တဲ့နေရာလည်းအမှနေကြတာရှိတာပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပြောမှဆိုတချို့ဝန်ထမ်းတွေကတော့တို့ဒါမကြိုက်တော့ပြန်ထွက်လာချင်တဲ့စိတ်ကြေတော့ရှိတယ်ဒါပေမဲ့အဲ့ဒါတွေကလည်းတို့ကလည်းဝင်ချင်တိုင်းတော့ဝင်လို့လေပြောမှဆိုတော့လွယ်ကူပေမဲ့ပြန်ထွက်ချင်တိုင်းတော့လည်းပြန်ထွက်လို့တော့လွယ်မကူဘူးပေါ့နော်အခြေအနေမျိုးကတော့အဲ့လိုမျိုးတွေဖြစ်နေတယ်ဒါကြောင့်မို့အထူးသဖြင့်ကျွန်တော်ပြီးခဲ့တဲ့ဒီတရုတ်နိုင်ငံသားဥစားပေါ့နော်ဒီတရုတ်ရဲ့ပြောမှဆိုရင်ဒီအနုပညာရှင်တယောက်ကလည်းပြန်ပြီးတော့ဒီကြားပြန်ကိုင်းနေလွတ်လာတာရှိတယ်သူပြောချို့ချက်ရဆိုတော့ဒါဆိုရင်သူဆိုအမှဘာလုပ်ပြလဲဆိုတော့ဟိုဒီတင်နှန်းနဲ့ပေးရတယ်ငွေဘယ်လိုမျိုးလိမ်ရမလဲပေါ့နော်ပြီးလို့ရှိရင်ဘယ်လိုမျိုးလူတွေကိုဆွဲဆောင်မလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့သူကတင်နှန်းနဲ့ပေးရတယ်ဖြစ်တာပေါ့နော်ဒီကြားပြန်ကန်းမှာလုံနေတဲ့လူကကျွန်တော်လုံးဝ short ထွက်လို့မရဘူးဆိုတော့ဒီကောင်တွေကတကယ်ကိုပညာတတ်တယ်ပဲပေါ့နော်ပြီးတော့နိုင်ငံပေါင်းစုံကလာတဲ့လူတွေဖြစ်တယ်မြန်မာမလေးရှားအိန္ဒိယပေါ့နော်ဂျပန်ကိုရီးယားဒီနိုင်ငံပေါင်းစုံနေကနေလာတဲ့ပညာတတ်တဲ့လူတွေအကုန်လုံးပဲဖြစ်တယ်ဒါပေမဲ့သူတို့လာတာတော့ဒီမျိုးငွေကြီးလိမ်လည်ရမယ်ဆိုပြီးတော့သူတို့တိပြီးတော့လာတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီရောက်မှာငွေကြီးလိမ်လေရမယ်ဆိုတဲ့ဟာမျိုးတွေကိုသူတို့တိပြီးမှတက်ပြန်ထွက်ဖို့လည်းခက်သွားတဲ့အခြေအနေမျိုးမှတွေအများကြီးရှိတယ်ရှင်းရှင်းလင်းလင်းကြည့်လို့ရတာကဘာလို့ဆိုတော့ကြားပြန်ကိုင်းကဆိုရင်အများအဖြစ်ပေါ့နော်ကျွန်တော်စီမှာလည်းအတွေ့အကြုံတစ်ခုရှိတယ်ပြောရမယ်ဆိုတော့ဒီကြားပြန်ကိုင်းကနေပြီးတော့သူတို့ကဘာလဲဆိုတော့ကမ္မလေးချောချောလေးအပုံလေးပေါ့နော်သူတို့တင်ထားတယ်ပြီးလို့ရှိရင်ဒါပေမဲ့ကျွန်တော်ကတော့သိတယ်ဘာလို့ဆိုတော့သူတို့ရဲ့ Facebook profile နဲ့သွားတဲ့ခါကျရှင်သူတို့ရဲ့ profile ထဲမှာကြည့်လိုက်ရှင်ဒီလူရဲ့ဓာတ်ပုံတော့တင်ထားတာမှန်တယ်ဒါပေမဲ့ story တို့ဘာလို့ highlight လုပ်ထားတာတို့ဘာလို့ဆိုရင်မရှိဘူးလေเนาะပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့သူတို့စကားပြောပုံရတို့ဘာလို့ဆိုရင်သိတယ်ကျွန်တော်လာအပ်တဲ့လူဆိုရင်ဘာဖြစ်မှာလဲဆိုတော့ main လေးเนาะသူတို့ကစကားပြောအရင်ကောင်းတယ်ဒါပေမဲ့ကိုကစကားပြန်ပြောကြည့်တဲ့အခါကျတော့ရှင်ဘာဖြစ်မှာလဲဆိုတော့သိတာပါပြီသူတို့ကဒီ main လေးရဲ့ဒီမျက်နှာကိုအသုံးပြုပြီးတော့သူတို့ကဘာလဲဆိုတော့ foreigner တွေကိုပေါ့เนาะနိုင်ငံသားတွေကိုသူတို့ကပတ်စံတွေအများကြီးငွေကြေးလိမ့်လိမ့်မယ်ဆိုတော့သူတို့လောက်ထားတယ်ပေါ့เนาะဒါတော့သူတို့ကအထက်ကတော့အမှရှိတဲ့လူတွေတော်တော်များများကတော့ရုပ်ရည်တွေချောချတယ်ပြောမှဆိုပတ်စံကတော့ရှန်ကြတာပေါ့เนาะအမြဲတမ်းပဲဆိုတော့ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်ထိုင်ဘက်ချမ်းမှာဆိုရင်လည်းအမြဲတမ်းသူတို့ဒီတရုတ်တွေလာလို့ရှိရင်ကြည်လိုက်လို့ရှိရင်မြောက်တွေဘက်ချမ်းကန်လာပတ်စံကိုရေလိုမျိုးတုံးတာเนาะဒီလိုမျိုးဘယ်လိုပြောမှဆိုရင်ဒီထိုင်းနိုင်ငံဒီမဲဆောက်မှာရှိတဲ့ဒီဒီပြောမှဆိုရင်ဒီ private ပေါ့နော်ဒီပုဂ္ဂလိကဆေးရုံတွေမှာဆိုရင်လေသူတို့လာပတ်စံကိုရော့ဒီတိုင်းပဲဘယ်လောက်ကုန်လဲသူတို့ queue မဆိုင်ဘူးနော်ဥပမာတညကိုလေ4-5,000ပေးရတယ်သူတို့ queue မဆိုင်အဓိကပါလဲဆိုတော့ရော့ဒီလိုမျိုးဆိုတော့သူတို့ပတ်စံဒီလိုမျိုးပဲပေးသွားတာကျွန်တော်ရဲ့ဒီဥပမာဆိုရင်ဒီဆေးရုံမှာလုပ်နေတဲ့အပေါ်တော့ဒီတယောက်ရဲ့အတွေ့အကြုံပြန်ပြောတာဆိုရင်ဗါလဲဆိုတော့ဒီဆေးရုံရဲ့ဒီဆေးရုံရဲ့စီကံရဆိုစလေးတောက်လို့မရဘူးဒါပေမဲ့ဒီတရုတ်ကလုံးဝဘယ်လိုမျိုးဖြစ်တာလဲဆိုတော့เนาะဒီချမ်းပြန်ခိုင်းမှန်သိတာတယ်ဒါပေမဲ့ဒီဘက်ချမ်းကနေပြီးတော့ကျွန်တော်ဘာမှလည်းလူတွေကလည်းဖမ်းပိုင်ခွင့်လည်းမရှိဘူးဖြစ်နေတာပေါ့เนาะသူကဘယ်လိုလုပ်တာလဲဆိုတော့ငါစလေးတောက်ချင်တယ်ငါပတ်စံဒီလောက်ပေးမယ်တောက်လို့ရလားဟိုကလည်းမရဘူးလို့ပြောတယ်မရဘူးလားဒါဆိုငါတို့ပတ်စံရော့ပတ်စံဒဏ်ငွေစလေးတောက်လို့ရှိရင်ဒဏ်ငွေဆောင်မယ်1000ဆိုဟုတ်လာတယ်ဒါဆိုလည်းရောငါတို့ပတ်စံပေးလိုက်မယ်တဲ့ငါအခုတောက်ပြီးရဲ့အဲ့မျိုးပဲเนาะဘယ်တော့မှပတ်စံဖြုံးကြလဲဆိုတာပြောမှဆိုတော့တို့ကပတ်စံဖြုံးတာဆိုတာပတ်စံကရတာတို့အတွက်အရင်လွယ်တယ်လွယ်ပြီးတော့တို့ပတ်စံတွေကိုတို့ကရေလိုမျိုးဖောတိတိဘောเนาะပြောမှဆိုရင်တို့တုံးလို့ရတယ်ဒါကတော့တို့ရဲ့အခုလက်ရှိအနေအထားရပါတော့เนาะဒါဆိုပြောမှဆိုရင်ဒီချမ်းဖန်ခိုင်းရ
ကြားပြန်ခိုင်းကဆိုရင်ပေါ့ဒီထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာဆိုအခုအရန်ကိုကြီးစိုးနေတယ်ကျွန်တော်တို့တတိထားမှာဒါကြောင့်အလုပ်လျှောက်တဲ့ချိန်တို့ဘာတို့မှာဆိုကျွန်တော်အရင်တတိထားမှာကျွန်တော်တို့ကဒီကြားပြန်ခိုင်းနဲ့ငွေကြေးလိမ်လည်တဲ့ခိုင်းဟုတ်မဟုတ်လားဆိုတာကျွန်တော်တို့အလုပ်ကမ်းလိုက်တဲ့ချိန်မှာငွေပမာဏကအရန်ကိုများနေကျွန်တော်တို့တတိထားရမှာအထူးသဖြင့်ဒီမြောက်ရီဘက်ခြံကိုတွားလောက်ရတော့မယ်တို့ဘာလို့ဆိုရင်ဒါကျွန်တော်တို့ပို့ပြီးတော့ဥစားပေါ့နော်တတိထားရမယ်အခြေအနေမျိုးမှာဖြစ်တယ်အခုကတော့သူတို့ကတော့ဒီချမ်းပြကြားပြန်ကိုင်းကတော့လည်းသူတို့ရုံးကိုလည်းသူတို့ပြင်ပြီးတော့ရွှေ့နေတယ်လို့လည်းကျွန်တော်တို့ကသိထားရတာပေါ့နော်ဒါပေမဲ့သူတို့ဒီမျိုးရွှေ့ပေးမဲ့လည်းသူတို့အခုလက်ရှိရုံးကလည်းသူတို့ကိုပို့ပြီးတော့ကာကွယ်ပေးနိုင်တာကတော့ဘာဖြစ်မှာလဲဆိုတော့မြန်မာပြည်ပဲပေါ့နော်အခုလက်ရှိပါလဲဆိုတော့စစ်ကောင်စီလည်းရှိတယ်ပြီးလို့ရှိရင် BGF တွေလည်းရှိတယ်သူရဲ့နေမြေကအခုလက်ရှိထိတော့အရင်ကိုလုံခြုံနေတယ်ဦးမဲပေါ့နော်ပြီးတော့ထိုင်းနဲ့ပြောမှဆိုရင်တနည်းတစ်ဖုံနဲ့တော့အမြဲတမ်းသူတို့ကလည်းဆက်သွယ်မှုအများကြီးရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ထိုင်းကလည်းဒီကနေပတ်စံနဲ့အများကြီးရတယ်ပေါ့နော်ဘာလို့ဆိုတော့ထိုင်းကလည်းဒီကနေပြီးတော့ရွှေကုတ်ကိုလည်းမြောက်ရီဘက်ခြံမီးတွေပေးထားတာရှိတယ်သူတို့ဒီမီးကိုဖျက်လို့မရအောင်ဆိုပြောထားတာရှိတယ်သူတို့ပြောမှဆိုတော့သူတို့စာချုပ်တွေရှိတာပေါ့နော်ဒါဆင်ကျင်တွေပါအမှန်တကယ်ပြောရမယ်ဆိုတော့သူတို့ဒီကနေပြီးတော့ပတ်စံအများကြီးရထားတာပေါ့နော်ဒီလိုမျိုးကြားပြန်ခိုင်းကဆိုရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝဒီကိုပါအရင်ကိုထိခိုက်လာတယ်ပြီးတော့ကျွန်တော်တို့ရပြောမှဆိုရင်ဒီလူငယ်တွေအတွက်လည်းအရင်ကိုတတိထားရမယ့်အခြေအနေမျိုးဖြစ်လာတာပေါ့နော်ဒါတော့ကြားပြန်ခိုင်းကဆိုရင်တော့ဒီအဓိကဒီဦးဆောင်လာတဲ့ကုမ္ပဏီတွေကတော့တရုတ်ဘက်ခြံကားတွေပေါ့နော်ကျွန်တော်ရဲ့ဒီနောက်ထပ်အတွေ့အကြုံတစ်ခုဆိုရင်ဘာပြောရမလဲဆိုတော့သူကတော့ပုတ်ပွင့်လင်းလေးပဲတကယ်လဲကျေးဇူးတင်တယ်အဲ့ဒီလူတယောက်ပေါ့နော်သူကဘာပြောတာလဲဆိုရင်တော့သူအခုလက်ရှိအလုပ်ခေါ်နေတယ်ဒါပေမဲ့ငါ့ကိုအလုပ်ရှာပေးနိုင်မလားဒါပေမဲ့အဲ့ဒီငါ့ကိုလူတယောက်လောက်အလုပ်ရှာပေးလို့ရှိရင်ငါနေ့ကိုလူတယောက်စာအတွက်ဘတ်2000ပေးမယ်အဲကျွန်တော်ကမေးလိုက်ရှင်းရှင်းလေးပဲဒီအလုပ်ငန်းကဘာလုပ်ငန်းလဲလို့ကျွန်တော်မေးတော့သူကပြောတယ်ငွေကြေးလိမ်လည်ရမှာပေါ့နော်ငွေကြေးလိမ်လည်ရမယ်ဆိုတော့ဒါဆိုရိုးသားတဲ့အလုပ်ငန်းခွင်တစ်ခုတော့မဟုတ်ဘူးပေါ့နော်ဒါဆိုတူတူဘာကိုလိမ်လည်ပြီးတော့တူတူဘာရဲ့မျက်ရည်တွေနဲ့ကြားရတဲ့အလုပ်ငန်းကိုလောက်အောင်မှာဖြစ်တယ်ကျွန်တော်တို့ပြောလိုက်ငင်းနိုင်တယ်ကျွန်တော်လုံးဝမလုပ်နိုင်ဘူးပေါ့နော်ဒါပေမဲ့သူတို့ကတော့ဘာမက်လုံးထပ်ပြီးတော့ကန်တို့နောက်ထပ်4000လောက်ပြင်ပေးငါ့ကိုလူရှာပေးငါတို့အခုကုမ္ပဏီကငါတို့အခုလူစဖွင့်မှာလူစဖွင့်မှာဖြစ်တဲ့အတွက်ဒီလူတွေကိုငါတို့ကလုံနေတယ်ပေါ့နော်အဲ့ဆိုငါတို့ကိုပြန်ပြီးတော့လူရှာပေးပါပေါ့နော်အမျိုးထပ်ပြုတ်ကန်လန်းနေပေါ့နော်ကျွန်တော်ကိုဆိုကျွန်တော်ကတော့ပြောတယ်ကျွန်တော်ကတော့လုံးအောင်ညင်းလိုက်တာပေါ့နော်ကျွန်တော်ဒါမျိုးတွေမလုပ်ပါဘူးဆိုတော့အဓိကဒါကြောင့်မို့ကိုကပါလဲဆိုတော့တတိထားရမယ်ကိုရဲ့အခုလက်ရှိချိန်မှာအကုန်လုံးကလူတွေကကြက်တဲတာမှန်တယ်ဒါပေမဲ့ကိုလှုပ်လိုက်တဲ့လှုပ်ရက်ကြောင့်ပေါ့နော်ပြီးလို့ရှိရင်ကိုကဒီလှုပ်ရက်တွေကြောင့်ကိုနောက်တစ်ချိန်မှမခံစားရဘူးဆိုတာကိုမပြောဘူးဝတ်ဆိုတာချက်ချင်းကိုလဲပါတယ်နော်ကျွန်တော်တို့အခုနောက်ဘဝအထိတောင်မှမကူဘူးဆိုတာတကယ်ပြောတာဒါကြောင့်မို့ပါလဲဆိုတော့ကျွန်တော်တို့ဒီမကောင်းမှုလုပ်ငန်းတွေကအများကြီးရှိတယ်ဒါကြောင့်မို့ဒီမကောင်းမှုလုပ်ငန်းတွေကိုကျွန်တော်တို့ကရှောင်အောင်မှာဖြစ်တယ်ဒီကတော့ကြီးကြားဖြန့်ခိုင်းနဲ့ပတ်သက်ပြီးတော့သူ history တွေကတော့ဒါတရုတ်ကနေစတဲ့ history တွေပဲဘယ်မှာဆိုတရုတ်နိုင်ငံသားတွေချင်းချင်းပြန်လိမ့်လိမ့်ပြီးတော့သူကနိုင်ငံသားတွေအထိကိုသူတို့ကပြန်ပြီးတော့တိုးချက်လာတဲ့အခြေအနေမျိုးတွေရှိတယ်။ပြီးတော့သူတို့ကဝင်ငွေကလည်းကြောက်စရာကြီးပဲ။ပြောမှဆိုသူတို့တနေ့ဝင်ငွေကလည်းဘီလီယံနဲ့ချီပြီးတော့ရှိတာเนาะ။ဥပမာစဉ်းစားကြည့် staff တယောက်ကိုပဲပေါ့နော်။အဲ့မှာလုပ်နေတဲ့ဝန်ထမ်းတယောက်ကိုပဲသူတို့ကလစာတစ်လကို4-5,000လောက်ပေးနေတာလीเนาะ။ဘတ်ငွေเนาะဥစားမြန်မာငွေမဟုတ်เนาะအဲ့တော့ပေးနေတယ်ဆိုတော့အခြေအနေမျိုးမှာဆိုတော့စဉ်းစားကြည့်ပေါ့နော်ဒီသူတို့ကတနေ့ဝင်ငွေဘယ်လောက်တော့မှရနေလဲဆိုတာသိတာနေတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဒီကိုနဲ့သက်ဆိုင်ရာတွေမှာဒီလိုမျိုးကန်လန့်မှုတွေဖြစ်လာပြီဆိုတော့တတိထားမယ်ဆိုတဲ့အကြောင်းလေးမျှဝေနဲ့ကြားပြန်ခိုင်းဆိုတာကလည်းဘာလဲဆိုတာလေးတစ်ချက်လေးမျှဝေပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်